အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုတော့ chapter 7အလင်းခန့်နဲ့ပတ်သက်ပြီးတော့ပုံစံလေးဆိုတော့တော်မှဖြစ်ပါတယ်ပထမဆုံးဆိုတော့ပုံစံလေးပြရမှာတော့ကင်မရာနဲ့ eye နဲ့ပုံစံလေး example 7.1 နဲ့ 7.2 အဲ့ဒီနှလုံးလေးနဲ့ကင်မရာပုံစံလေးကိုတွက်ဖို့ရတဲ့ဒီ equation 3ချောင်းလို့ဆရာတို့ရောက်ကိုရနေရမှာဖြစ်တယ်ဒီ equation 3ချောင်းကလည်းပဲဆရာတို့ဘယ်မှာပြောခဲ့ဘူးလဲဆိုတော့ G11 မှာပြောခဲ့ဘူးတဲ့ဟာလေးတွေဖြစ်တယ် compare concavity မန်ဘလူးခုံမန်ဘလူးခွက်ဒီအခန်းမှာမန်ဘလူးအခန်းနေမှာဒီပုံနေနည်းတွေဆိုတော့ပြောခဲ့တယ်အဲဒီမှာ last formula မန်ဘလူးရဲ့ပုံနေနည်း 1/u + 1/b = 1/f ဒါလေးอ่ะဆရာတို့ကမန်ဘလူးပုံစံတိုင်းမှာသုံးရတဲ့ equation လေးပြီးတော့တခု magnification m လေး m ရှာ equation လေးသူက30ကိုလိုရင်လို့တယ်လို့ဆရာတို့20လို့20ကိုပဲဆွဲရှာပေးရတယ်20ဒီ20လို့20ပဲရေးဒီ20လို့ဒီ20ပဲရေးဒီလိုလေးရေးပေးရတာပေါ့ m = r / o = -b/u ဒီ equation တစ်ခုရဲ့နောက် equation တစ်ခုကတော့ power of a less မန်ဘလူးရဲ့ power တိုင်းတာ unit လေးကဆရာတို့ကမန်ဘလူးရဲ့ power လေး power of a less ကိုတိုင်းတဲ့ unit ကဘာနဲ့တိုင်းတာလဲဆိုရင် diopter DIO PTRE diopter ဆိုတဲ့ဒီအကြီးနဲ့တိုင်းတာတယ် power emission ဆိုတော့ set ရဲ့ power emission ဆိုရင်တော့ဆရာတော့ watt ဆိုတဲ့ unit နဲ့တိုင်းတာတယ်မန်ဘလူးဆိုတော့ဆရာ diopter ဆိုတဲ့ဟာလေးနဲ့တိုင်းတာပေးပါလေအဲဒါဆိုစကြည့်အောင် P = 1/f meter power လေးကိုရရင်လည်းမန်ဘလူးရဲ့ power ရရင် 1/f meter f ဆိုရင် focal length ကိုပြောတာနော် f ဆိုရင်ဆရာတော့ဗာလေဒီရှင်းနေမယ် f ဆိုတာဒီ focal length ကိုဆရာတို့ပြောချင်တာဖြစ်တယ် focal length ဘယ်လောက်လဲဆိုပြောတာဒီ f တန်ဖိုးပေးတာဖြစ်တယ် f တန်ဖိုးတွေ u တွေ v တွေဆိုတော့ဆရာတို့မီတာနဲ့ စင်တီမီတာနဲ့ဒီလိုမျိုးပဲပြမှာဖြစ်တယ်P လေးကိုရချင်တဲ့ဆိုရင် P = 1/f meter 1/f centimeter ကိုသုံးတဲ့ unit တွေ meter ဆွဲ unit ကိုသုံးတာလား centimeter ဆွဲ unit ကိုသုံးတာလား meter ဆွဲ unit ကိုသုံးတော့ P = 1/m meter ဆို equation ရှာရေး G11 မှာတော့သုံးတာဆရာတို့ဟာ u တွေ v တွေရဲ့ f တွေရဲ့ unit ကို centimeter နဲ့ပြတာကြောင့်မို့ဒီဘက်ကပုံစံလေးလို့ဆရာသုံးပေးရတယ်ဒါပေမဲ့အခု G2 ရဲ့ပုံစံတော့မှာတော့ meter လေးနဲ့ပြတာဆိုတော့ဒီကောင်လေးကိုဆရာတို့ကသုံးပြီးတော့တက်ပြမှာဖြစ်တယ်ဒါဆို equation က3ကြောင့် user love formulaရဲ့ magnification ရဲ့ power ရဲ့ရှားရဲ့ပုံနေနေသုံးမှုရှိတယ်အဲဒီမှာ u နဲ့ v နဲ့ဆရာတို့ဘယ်လိုလေးပြောလဲဆိုတော့ u ကို object distance v ကို image distance အရာတစ်ခုရဲ့အကွာအဝေးပုံရိပ်တစ်ခုရဲ့အကွာအဝေး object distance u လို့သတ်မှတ်တယ် image distance v လို့သတ်မှတ်တယ်အဲ့လိုမျိုးမဟုတ်ဘူး object ဆိုတဲ့စကားလုံးတစ်လုံးရဲ့အနောက်နားမှာဒီဘက်ကစကားစုတွေလိုက်ပါနေတယ်ဆိုပါစို့ tall object long object tall long high side အဲ့ဒီ object နားမှာ tall long high side ဆိုတဲ့ကဏ္ဍလေး sorry စကားလုံးလေးတစ်ခုခုကပ်ပါနေတော့ဆရာတို့ u လို့မရေးတော့ဘူးဘာလို့ရေးပေးမှလဲဆို o တဲ့တန်ဖိုးလို့ဆရာရေးပေးရမယ် tall long high side တစ်ခုခုပါတဲ့ o တဲ့လို့ရေးပေးမယ် image distance လို့ဝေပဲဒါပေမဲ့အဲ့ဒီ image နားမှာ tall long high side တစ်ခုကပ်ပါနေရင် tall image long image ဒီလိုမျိုး tall long high side ဆိုတဲ့စကားလုံးတစ်လုံးလုံးကပ်ပါနေရင်တော့ i တဲ့လို့ရေးပေးရမယ်object distance လို့ပြောရင် u လို့ရေး image distance လို့ပြောရင် v လို့ရေးအဲ့ဒီ object နားမှာဒီကောင်တစ်လုံးလုံးကပ်ပါခဲ့ရင်တော့ o တဲ့ image နားမှာဒီကောင်တစ်လုံးလုံးကပ်ပါခဲ့ရင်တော့ i တဲ့ဒါမှမဟုတ် u တဲ့တီးသွားပြီ v လည်းတီးပြီ i တဲ့ o တဲ့လည်းတီးပြီ m ဆိုရတဲ့ magnification ဒီမှာပါ magnification f ဆိုတာတော့ focal length power ဆို power a length တဲ့ diopter ဆွဲ unit နဲ့တိုင်းတာတယ်။ကျန်တဲ့ကောင်တွေအကုန်လုံးတော့ဆရာတို့ကမီတာတို့မဟုတ် centimeter ဆွဲ unit နဲ့ပဲဆရာတို့အဆင့်ပြလို့တိုင်းတာတော့မှာဖြစ်တယ်။ဒါဆိုဆရာတို့ကအဲ့ဒီမှာတော်မယ်ဆိုအပေါင်းလို့စဉ်းစားပေးရတယ်။ u တာမို့တော့အမြဲတမ်း always plus u တာမို့ဆရာစဉ်းစားစရာမလိုဘူး u နဲ့ o တက်ကိုဆရာစဉ်းစားပေးစရာမလိုဘူးသူတည်းအမြဲတမ်းအပေါင်းဖြစ်တယ်။ဒါကြောင့်မို့ဆရာကစဉ်းစားတော့မယ်ဆိုရင်ဘလို့စဉ်းစားပေးရလဲဆိုရင်ရှားကောင်းနေအကုန်လုံးစဉ်းစားပေးရမယ်။ VDF တွေရှိတယ် IN တွေရှိတယ် magnification P တွေ M တွေ P တွေဆိုရှိတယ်ဒီကောင်တွေအကုန်လုံးဆရာအပေါင်းလို့စဉ်းစားပေးရမယ်ဒီလိုမျိုးအပေါင်းတို့တွေဆရာစဉ်းစားပေးတဲ့အခါမှာဆိုရင်ဝီတာမိုးလေးရတဲ့ဆရာတို့ကစစ်ခက်မယ်ဆိုရင်အပေါင်းယူပေးရမယ်ဝီတာမိုးကရောင်းနေစင်မိုင်းနဲ့ဆရာပုံရိပ်တွေမှာနှမျိုးပဲရှိပါတယ် image တွေမှာဆိုရင်အဲ့ဒီ image နှမျိုးတွေဘာနဲ့လဲဆိုရင် real နဲ့ virtual နဲ့ real ဆရာတို့ကပုံရိပ်စစ်လို့ပြောတယ် real image ပုံရိပ်စစ် virtual image ပုံရိပ်ရောင်းလို့ပြောတယ်ဆရာတို့ကပုံရိပ်စစ်နဲ့ပုံရိပ်ရောင်းဆရာတို့နှမျိုးပဲရှိတယ်ပုံရိပ်စစ်နဲ့ပုံရိပ်ရောင်းဒါဆိုဆရာတို့က
V လေးက V ရဲ့ပုံရိပ်စစ်မဲ့ဆိုရင်အပေါင်းယူရတယ် V လေးကရောင်းမယ်ဆိုတော့ minus ယူရတယ်ထို့နည်းလည်းကောင်းမှာ I နဲ့ဆိုတော့ဒီကောင်စတင်ဖြစ်သွားတယ် I နဲ့ဆိုတော့ရောင်းရင်အပေါင်းစစ်ရင် minus focal length နဲ့ power ဆိုတော့တူဒီဆရာတို့က lens မှာလည်းမျိုးရှိတာကိုဘာနဲ့လဲဆိုတော့ convex lens နဲ့ concave lens ဆိုပြီးဆရာတို့မျိုးရှိတယ် convex lens ဆိုမှဘလူးခုံးလို့ပြောတယ် concave lens ဆိုမှဘလူးခွက်ဆရာတို့ဒီအခန်းမှာတွေတော့ camera နဲ့ eye နဲ့ဆိုတာဒီ convex lens နဲ့ပြုတ်ထားရှိတယ်မှဘလူးခုံးဒါကြောင့်မို့တို့တွေက after move ကလည်းခုံးရအောင်ပေါ့ beta move ကလည်းခုံးရအောင်ပေါ့ပြီးပြီဆိုရင်ကင်မရာနဲ့မျက်လုံးမှာပေါ်တဲ့ပုံရိပ်ဒီ V ရဲ့ impact တဲ့ပုံရိပ်စစ်ပြောင်းပြန်ပေါ်တယ်ပုံရိပ်စစ်ဒါကြောင့်မို့သူ့မှာရှိတဲ့ V တောင်မှုတွေစစ်တော့အပေါင်း I တဲ့တောင်မှုတွေစစ်တော့မိုင်းတဲ့ဒါကြောင့်မို့ဆရာတို့ကင်မရာဘုတ်စာတွေ I ဘုတ်စာတွေကိုတက်မဲ့ဆိုရင်စစ်တဲ့နေရာကိုကြည့်ပြင်ရပြီ V တောင်မှုကိုစစ်တဲ့ဆိုရင်အပေါင်းယူ I နဲ့တောင်မှုစစ်တဲ့ဆိုရင်အနှုတ်ယူအောက်တောင်မှုကဘာမလို့ခုံးစင်အပေါင်းယူဒါပဲဆရာတို့ကဒီကောင်၃ခွက်ကိုပဲလှုပ်ရှားဝိုင်းဆရာတို့ကရပါပြီဒီကလည်းမချက်ဘဲနဲ့ကောလုံးမထားတော့ဆောင်ရပါတယ်ဒါပေမဲ့ဆရာကကြပြလေးချက်ထားတော့တက်လုံးမှတ်မိနေတယ်ဒီကြပြလေးဘယ်လိုချက်ပေးမှလဲစင် VIFP ရှာရေးပါစင်ရောင်ခုံပလတ်တော့ရောင်စစ်ခွက် minus တွက်ဒီလိုလေးမှတ်ထားပြီဆိုအပေါင်းတို့ကလွယ်ကူအောင်မှဖြစ်တယ်ပြန်ပြောကြည့်အောင် VIFP ရှာရေးပါစင်ရောင်ခုံပလတ်တော့ရောင်စစ်ခွက် minus တွက်ဒါတော့ပြန်ဆိုကြည့်အောင် VIFP ရှာရေးပါစင်ရောင်ခုံပလတ်တော့ရောင်စစ်ခွက် minus တွက်ဒီလိုလေးကြပြလေးချက်ထားမှအပေါင်းတို့လေးရပါမယ်ဆရာတို့သုံးပြရမယ့် equation ဒီကောင်၃ခုကိုလဲပြီးတော့သုံးရမယ်ပြီးစကင်မရာနဲ့အိုင်နှလုံးထဲမှာပေါ်တဲ့ပုံရိပ်ဒီ V ရဲ့ပုံရိပ်စစ်ပေါ်တဲ့သူ့မှာသုံးထားတဲ့မန်ဘလို့တွေ compact lens သုံးထားတယ်ဒီအချက်နှစ်ချက်ကိုဆိုတီးပင်ရဲ့အပေါင်းတို့စဉ်းစားပြီးဆိုလွယ်ပါပြီပို့စာလေးစာကိုကြည့်အောင် example 7.1 A nation photographer တဘွားရှုခင်းကိုရိုက်တဲ့ဓာတ်ပုံဆရာတယောက်က wishes to photograph ဓာတ်ပုံရိုက်ရှင်မာနေတဲ့ 28 meter tall tree အဲ့လောက်ရှည်တဲ့28 meter ရှည်တဲ့တစ်ပင်ဆိုရတဲ့ object အရာဝတ္ထုပဲတစ်ပင်ဆိုရတဲ့ object အဲ့ဒီ object ဒီတော့ရှည်တယ်တဲ့ဆရာအရှိရတယ်ပြောခဲ့တယ် object နားမှာတော်တော်ဟိုက်ဆက်ကပ်ပါနဲ့ပါယူပေးရမှာဆို order လို့ဆိုယူပေးရမယ်ပြီးဆို order တောင်ကိုလက္ခဏာတွေဆိုတော့အမြဲတမ်းအပေါင်းရမှုထည့်စဉ်းစားကြမလို့ဘူးအဲ့ဒါဟုတ်ပြီ order တောင်မို့ဒီ28 meter တဲ့ဆရာဆက်ကြည့်မယ်အဲ့ဒီတစ်ပင်လေးဒီ 48 distance or 58 meterတစ်ပင်ရဲ့ distance object ရဲ့ distance လို့ပြောရင် u တောင်မို့လေး u တောင်မို့ဒီ 58 meter တဲ့အဲ့ဆရာတို့အပေါင်းလို့စဉ်းစားပေးစရာမလိုပါဘူး u ဒီအမြဲတမ်းအပေါင်းဖြစ်တယ်ဆက်ပြီးကြည့်တဲ့အခါမှာ what's focal length မေးတာဒီ after move focal length ကိုမေးတယ်What focal length on lens should be used if the image is to face the 24mm high order flame အဲ့ဒီ image လေးကဘယ်လောက်မြင့်လာလဲ 24mm image distance ကိုပြီးအဲ့ဒီ image နားမှာ height ကပ်ပါနေတယ်အမြင့်ကပ်ပါနေဆရာတို့က I နဲ့လို့ရေးပြရမှာ I နဲ့တန်ဖိုးဒီ 24mm ဖြစ်တယ်ဒါဆိုရင်ဆရာတို့ကအဲ့ဒီမှာတွတ်တောင်ပို့ကိုဆရာတို့ minus လား plus လားစဉ်းစားပြရမယ်ဒါဆိုရင်ဆရာတို့ကဒီတွတ်မှာဖြစ်ပေါ်တဲ့ပုံရိပ်ဒီဘာပုံရိပ်ကိုဖြစ်ပေါ်ရလဲ V ရဲ့ဖြစ်တယ်လို့ပြောခဲ့တယ်အခုစဉ်းစားချင်တာဒီ I လေးကိုစဉ်းစားမှဖြစ်တယ်ဒါကြောင့်မို့ V ရဲ့ဆိုတော့ဆရာတို့ပုံရိပ်စစ်လို့ပြောတယ် V ရဲ့ဆိုတော့ပုံရိပ်စစ် I တဲ့တောင်ပို့ကစစ်တဲ့ဆက်မိုင်းနဲ့ယူပေးရတယ်။နောက်ဆရာတို့ဘာယူပေးရမှာလဲဆိုရင်မိုင်းနဲ့ယူပေးရမယ်။အကြောင်းပြချက်ထည့်ပြရင်ဘာလို့လဲ V ရဲ့ embedded 2D ပုံရိပ်စစ်ပြောင်းပြန်ပေါ်တာကြောင့်မို့မိုင်းနဲ့ယူပေးတာ။ဒါဆိုရင်သူ့မိကုံးလေးက focal length ကိုမေးတယ်ပေါ့။ဒါဆိုဟောပြီးဆရာပို့စာလေးတွေ့ကြည့်မယ်။ equation ကိုဆရာရှင်းကြည့်မယ်။ရချင်တာဆရာတော့ F လေးကိုရချင်တာ F လေးကိုရချင်တယ်ဆိုရင် U နဲ့ V နဲ့ရှိရမယ် F ကိုရချင်တယ်ဆိုရင် U နဲ့ V နဲ့ရှိရမယ်အခုဒီ U ကရှိတယ်ဆရာတို့ဘာမှမရှိဘူးလဲဆိုရင် V မရှိဘူး V ကိုစဉ်းစားဖို့တော့ V ပိုင်းပုံလေးနောက်တစ်ခုကိုတွားလိုက်တယ်။ဒါကြောင့် M equal to I နဲ့ O တဲ့ equal to minus V ပိုင်းဒီမှာ V ပါတယ် V ကိုရအောင်ရှာမယ် I နဲ့ O နဲ့ပေးထားတယ် V ကိုရှာမယ် U တောင်ကိုလည်းပေးရတယ်ဒီ equation နဲ့ဆက်လာမယ်လာပြီးတော့ V ရမယ် V ရရင်ဆရာတို့ F ကိုလည်းရပါမယ်အဲဆရာတို့တစ်ချက်တော့တက်ကြည့်မယ်အဲတော့မယ့် equation ဘာလို့သုံးပါလဲဆိုရင် M equal to I then by O တဲ့ minus V ပိုင်းယူလိုတဲ့နှစ်ခုပဲဆက်ရှာမယ်ဒီ M လေးကမလို့ဆိုတော့ရှာကြလိုက်မယ်I then by O that equal to minus V by U I နဲ့တောင်ပို့ဒီ minus 24 by O တဲ့လေးကတော့28 equal to minus V လို့ရှာမယ် V by U တောင်ပို့ဒီ 58 minus 0 V တောင်ပို့ဒီ 0.049 ဆိုတော့သုံးထားတဲ့ unit တွေဆိုတော့ဘာနဲ့သုံးထားလဲဆိုတော့
သုံးတာ unity ဆရာတို့မီတာနဲ့သုံးတာပေးတယ်ဆရာကဒီမှာတစ်ချက်လွဲခဲ့တယ်ဆရာတို့ဒီမီလီမီတာကိုပုံစံတွင်းမီတာပြောင်းပေးရတယ်ဘာလို့လဲအကုန်လုံးနေမီတာဖြစ်နေတော့ဆရာတို့မီလီမီတာကိုမီတာပြောင်းခြင်းနဲ့ဆရာတို့ဘာလေးနဲ့ပြောင်းပေးရမှာလဲဆရာတန်းပေါင်းမိုင်နာ2နဲ့ပြောင်းရတယ်စင်တီမီတာကိုမီတာပြောင်းခြင်းတန်းပေါင်းမိုင်နာ2နဲ့ပြောင်းရတယ်ဆရာအရှင်းမှာခဏပြောတယ်ပြောင်းဒီရလေးရတယ်ဆရာတို့မိုင်နာ24 into တန်းပေါင်းမိုင်နာ3မီတာဒါဆက်ဆရာတို့ဖြေက 0.049 မီတာဆိုထွက်ခဲ့တယ်ဒါဆိုဆရာတို့နောက်ထပ်ရချင်တာဒီ F ကိုရချင်တော့ဆရာတို့ဘယ်ပုံနည်းပြန်သုံးပါလဲဆိုရင် using length formula ကိုပြန်သုံးပေးမယ် using length formula length formula equation 1 by u plus 1 by b equal to 1 by f ဒါစင်ဒီမှာထည့်ဆက်ဆက်ဆက်လိုက်မယ် u တန်ပေါ်1 by 50h plus v တန်ပေါ်ဒီ1 by 0.049 equal to 1 by f ဒီကနေ f တန်ပေါ်လေးကိုရှာရတော့ဆရာတို့က 0.049 မီတာဆိုပြီးဆရာတို့ရသွားခဲ့ပြီသူဖတ်စာအုပ်ထဲမှာဒီပေါင်းပြန်ပြောင်းထားပေးလဲဆိုတော့မီလီမီတာကိုဆရာပြန်ပြောင်းထားပေးတယ်မပြောင်းပေးလဲဆရာကိစ္စမရှိပါဘူးမီတာနဲ့ပဲဆရာထုတ်ပေးခဲ့ကိုဆရာအဆင်ပြေပါပြီဒါဆိုတော့ focal length တောင်လေးရှာပေးလိုက်ဆရာတို့အဆင်ပြေပြီနော်အဲ့လိုတော့ရအောင်စာမျက်နှာ103မှာရှိနေတဲ့ဆရာတို့ example 7.2လေးကြည့်အောင်7.2လေးဆရာမကြည့်ခင်အပေါ်ကလေးတက်တစ်ချက်ကြည့်ပေးမယ်ဒါလေးလည်းဆရာ survey တစ်ရှင်းတော့ပြောခဲ့ပါတယ်ဒီမှာတစ်ချက်ပြန်ယူရမှာမို့လို့ what is known as the least distance or distance vision ဆရာတို့အနည်းဆုံးမြင်နိုင်တဲ့အကွာအဝေးမှာရှိနေတဲ့အရာဝတ္ထုတွေကိုမြင်နိုင်တဲ့အနည်းဆုံးအကွာအဝေးဆိုတာ25 cm ဒါဒီအနည်းဆုံးမြင်နိုင်တာတဲ့ people with normal vision can see clearly object ပုံမှန်အမြင်ရှိတဲ့လူတယောက်ဒီအရာဝတ္ထုတွေရှင်းရှင်းလင်းလင်းမြင်နိုင်တယ် which are infinity အဝေးမှာရှိနေတဲ့အရာဝတ္ထုတွေကိုဒါကြောင့်မို့ for normal vision ပုံမှန်အမြင်အာယုံရှိတဲ့လူတယောက်တည်းဆိုတော့ maximum distance or distance vision အဝေးမှာရှိနေတဲ့အရာဝတ္ထုမြင်နိုင်တဲ့အများဆုံးအကွာအဝေးတွေ infinity အနည်းဆုံးမြင်တဲ့အကွာအဝေး25 cm least distance 25 cm အဝေးဆုံးမြင်နေတာ infinity ဒီကောင်ဒီပု္ပ္ပစာမှာသုံးပေးအောင်ဖြစ်တယ်ဒါနဲ့example 7.2 လေးစတဲ့ချက်တော့ကြည့်အောင် example 7.2 မှာသူဘာလို့ခိုင်းတာလဲဆို calculate the power pressure bar တဲ့ power pressure bar ဆို P equal to question mark ပေါ့ဒါဆိုသူကဆက်ပေးတာက for viewing object at a longer and shorter distance လူရှာချင်တာ longer distance နဲ့ shorter distance ကိုကြည့်တဲ့အခါမှာမြင်ရတဲ့အရာဝတ္ထုအတွက်မျိုးလုံးဝဘလူးလေးရဲ့ power ကိုရှာခိုင်းတာလေအဲ့ဒီကမှာ which normal vision ပုံမှန်အမြင်အာရုံရှိတဲ့လူတယောက်ကကြည့်တာပါတဲ့ assuming eyelash to retina distance of 2 cm user mark retina distance retina ဆိုတော့မြင်လွှာအဲ့ဒီမြင်လွှာမှာဆရာဘာပေါ်လာလဲစင်ဒီဘက်ကပုံနေနေမှာဆောက်ရှိတယ်မြင်လွှာရဲ့အနောက်အဲ့ဒီမြင်လွှာဆိုတဲ့မျက်လုံးရဲ့မြင်လွှာ retina ပေါ်မှာ image ဆိုတာတော့ပေါ်တယ် retina လို့ပြောရင်ဆရာတို့ image ဆိုတာသိပြရမယ်ဒါကြောင့်မို့ retina ဆိုတဲ့မြင်လွှာပေါ်မှာ image ပေါ်တယ်အဲ့ဒီ image ရဲ့ distance လို့ပြန်ဗီတာမိုးလေးအောင်ဆောက်ပေးရသည်ဗီတာမိုးတွေ2 cm တဲ့ဆရာအရှင်းမလေးပြောခဲ့ပါတယ်ဒီမှာပေါ်တဲ့ပုံရိပ်ပုံရိပ်စစ်ရီရဖြစ်တယ်မျက်လုံးကပေါ်တဲ့ပုံရိပ်စစ်ဒါကြောင့်မို့ဗီတာမိုးကစင်ပြီးရောမှအပေါင်းယူရတယ်အဲ့တော့ဒီမှာဗီလေးဆိုလက္ခဏာအပေါင်းကိုယူပြီးသူအချောင်းတစ်ချက်ကိုထည့်ပေးရမယ်ဘာလို့လဲရီရချောင်းမိုးလို့ထည့်ပေးရမယ်ဒါဆိုရင်သူမိရတာလေးပေါင်းရှာမယ်အချက်ဒီနှစ်ချက် longer distance နဲ့ shorter distance ဆိုတော့နှစ်ခါခွဲရှာပေးရမယ် longer distance ကိုတစ်ခါ shorter distance ကိုတစ်ခါဒါပေမဲ့ပထမဆုံးသူရချင်တာဒီlonger distance longer distance အတွက်ဆိုရင်ဆရာတို့ကအဲ့ဒီ longer distance အတွက်ဆိုရင်လာမနော် longer distance ဝေးဆုံးမြင်တဲ့အကွာဝေး maximum distance တွင်အရာဝတ္ထုတွေ infinity မှာရှင်းနေတယ်ဒါကြောင့်မို့အဲ့ဒီအရာဝတ္ထုတွေ infinity ရဲ့တင်ကြတော့ cell ဒီလိုလေးရေးတယ်အဲ့ဒီ infinity ဒီ cell နီးယားလေးရှိလိမ့်မယ်အဝေးမှာလုံးဝအဝေးမှာရှိလိမ့်မယ်နီးယားလေးနဲ့ဆောက်ရေးပေးရတယ်ဘယ်လောက်ရှိတယ်ဆိုတော့အတိအကျမသိဘူးလေဒါကြောင့်မို့နီးယားလေးနဲ့ရေးပေးရတယ်ဒါဆိုဟုတ်ပြီတော့မယ့် equation ကတော့ u ရှိတယ် v ရှိတယ် b ရှိတယ်P ကိုရချင်တဲ့ဆွေးရစရာတော့ဘာကိုရမှာလဲ F ကိုရမယ် F ကိုရချင်တဲ့ဆိုတော့ last formula တော့ရမယ်ဒါမို့ last formula သုံးလို့ F ကိုရှာ F ရဒီကောင်ကိုရှာဒီလိုလေးစောသုံးပေးမယ်အဲ့ဒါဟုတ်ပြီ using last formula ပုံနေရဆိုတော့ဘာလေးလဲဆိုတော့ 1 by u plus 1 by b equal to 1 by f
ဒါဆိုဟုတ်ပြီစောက်ထရအတိုင်းတွက်ပြလိုက်မယ်စောက်ထရအတိုင်းတွက်ပြတဲ့ဆရာတို့က f တန်ဖို့အရင်ဆုံးရှာပြီးမှခဏ power ဆို equation မှာတွက်ထည့်လိုက်ရတယ်ဒါပေမဲ့စောက်ထမှာပို့လျောင်သေးလို့ပြရတယ် 1/f equal to 1/u plus 1/b ဆို 1/f ဆိုတဲ့သူက p လေးထည့်ချက်လိုက်တယ်အကြောင်းမို့ဆရာတို့က 1/u plus 1/b equal to p အဲ့ဒါကြောင့်ဆိုတော့ p ဆိုတာဒီ 1/f မီတာဖြစ်တာကြောင့်မို့ဆရာတို့ဒီမှာစင်တီမီတာဖြစ်နေမီတာဖြစ်နေကြောင့်စင်တီမီတာဘာပြောင်းမလဲဆိုမီတာပြောင်း2 into 10 power -2 မီတာဒါဆိုဆရာတို့ unit ကတူပါပြီမီတာဖြစ်သွားပြီဒါဆိုအဲ့ဒီ 1/f ဆိုနေမှာ p လေးကိုဆိုထည့်ပေးလိုက်တယ်ပေါ့နောက် p လေးကိုလိုချင်တော့ 1/u u ဆိုနေမှာဆရာတို့က infinity plus 1/b 1/b ကျော်ဆရာတို့ဘယ်လောက်ထည့်ရမှာလဲ 1/2 into 10 power -2ဒါဆိုဆရာတို့က1ကို infinity နဲ့စားတယ် infinity ဆိုတဲ့အဓိပ္ပာယ်ကအများကြီးကိန်းကဏ္ဍအများကြီးလိုရနေတာတိတ်ကိုဆရာတို့ကကိန်းကဏ္ဍအများကြီးနဲ့စားရစေ 0.000 တွေသူထွက်ခဲ့တာပေါ့အခုလည်း infinity ဆိုတဲ့ကိန်းကဏ္ဍအကြီးနဲ့ဆိုင် 0.00 ထွက်ခဲ့မှာဆိုတော့ 0. နဲ့ဆိုထွက်ခဲ့မှာဆိုဒီကောင်ကဏ္ဍကိုဆရာတို့က1 infinity လို့ပြောရင်ဆရာတို့ကဘာပဲယူလိုက်တော့လဲဆို0လို့ပဲယူလိုက်တော့တယ်ဒါကြောင့်မို့ဒီကောင်0ဖြစ်သွားတယ်ဒီကောင်ကိုဖြည့်ရှင်းတယ်ဖြည့်ရှင်းတဲ့အခါကျတော့ရခဲ့တာဒီ50တန်ဖိုးလေးထည့် unit လေးထည့်တော့ဆရာတော့ die order ဆိုပြီးထပ်သွားခဲ့တယ်ဒါကြီးဆရာတော့ဘာတော့ရှာပေးလိုက်တာလဲဆိုရင် longer distance ပြီးတဲ့အခါဆရာနောက်ထပ်ဘာလဲမေးတယ်ဆိုတော့သူက shorter distance နောက်ဆရာတော့ shorter distance လို့ရှာပေးရမယ် shorter distance ဆိုတော့အကွာဝေးဆရာဘယ်လောက်လဲဆိုတော့25 cm ယူရဲ့အကွာဝေးလေးဒါဆရာတို့ရေးလိုက်မယ် at shorter distance shorter distance ဆိုတော့ u down body ဒီဆိုတော့ block centimeter လဲဆို25 centimeter အဲဒီမှာ centimeter လဲဆိုတော့ meter လုံးတော့25 into 10 power -2 meter ဒါဆိုခဏတိုင်း equation လေးစောက်ပြန်ရေးမယ်ဒီ equation လေးရေးပြီးဆိုတော့ဒီနာ equation ကိုလာခဲ့ကိုရပြီဒါကြောင့်မို့ p equal to 1/u plus 1/b ဒီ avoid စနစ်ကအပိုင်းတက်မှလည်းရေးခဲ့ပြီကိုနောက်ဆရာမထည့်တော့ဘူးဒီ equation လေးလာလိုက်တော့ဒါဆို 1/u u ဆွဲနေရမှာ 1/25 into 10 power -2 plus 1/b တောင်ပေါ်ရဆရာတို့2 into 10 power -2ဒါလေး calculator ကြည့်လိုက်မယ်ဆိုရင်54 die order ဆိုရင်စာကိုရမှာဖြစ်တယ်ဒါလေးဆိုကင်မရာနဲ့ညလုံးလေးနဲ့ eye လေးပို့စားအတွက်နှစ်ပုတ်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်မှရရှင်းဆို comment box မှာမေးလို့ရပါတယ်ဒီသင်ခန်းစာဒီလောက်ပါပဲ